ဒီလိုပါမင်္ဂလာပါလို့ပြောနေပြီလေကျွန်တော်တို့နိုင်ငံကတော့မင်္ဂလာမရှိတဲ့နိုင်ငံဖြစ်နေပါတယ်လက်ရှိအခင်းကျင်းထဲမှာလူငယ်တွေကဘာလို့ပြောနေကြလဲလူငယ်တွေရဲ့အတန်နဲ့လူငယ်တွေရဲ့အမြင်ကိုဘယ်လိုပေါ်ထုတ်နေကြလဲဒီခင်းကျင်းထဲမှာဖြစ်ပျက်နေတဲ့ຢာတွေအားလုံးကိုသူတို့ယုံကြည်တဲ့နှလုံးသားထဲကလာတဲ့ဥပဒေနဲ့လူငယ်တွေကပြောဆိုနေကြတယ်လူငယ်တွေပြောဆိုနေတဲ့အရာကိုဝန်ကြီးပေါ်ကလေးတွေလည်းကြားမယ်လို့ပြောနေတယ်လူငယ်တွေကသူတို့ယုံကြည်ရဲ့အမှုပညာကနေစကားလုံးတွေမပါတဲ့ဖန်တီးမှုတွေကနေစကားပြောတဲ့အချိန်မှာလူငယ်တွေရဲ့အတန်ကဘယ်လောက်ထိကျေပြတ်နေလဲအဲ့ဒီအရာဘာဖြစ်နေလဲထင်ပါလဲမောင်လူရေမောင်လူဟဲ့သူက
မရှိတော့မောင်တို့ကားလည်းလက်တာဟဲ့ကလေးမောင်တို့ဟဲ့ကလေးဘာဖြစ်တော့မောင်တို့လောက်ကြပါဦးဒီမှာမဖြစ်လောက်ကြပါဦးမောင်တို့လောက်ကြပါဦးဒီလိုပါမောင်တို့ဒီမှာဖုန်း စိတ်ကောင်း ဘာမှမလုပ်ရဘူး လောက်ကြပါဦးဘယ်လို စိတ်ကောင်းပါလေခလေးကိုအထုတ်တာဟုတ်ပါဘူးဖုန်းကဘာလို့မောင်ကလေးမရှိရမယ် မောင်လောက်ကြပါဦးမောင်ကြီးအိမ်လုံးလုံးอ่ะဆိုင်လုံးလုံးอ่ะဈေးဝယ်อ่ะဟာဘယ်တော့မှအေးနေခြင်းမသိဘူးအဲ့ကြတဲ့ကုန်စည်လုံးလည်းတက်ဘာသာတော့မှလည်းဒီချင်းနေဟာလို့ဘာမှမသိတော့ရောင်းလို့မနဲ့ကုန်စည်လုံးလည်းတက်တော့ဝယ်မဲ့လူတော့မရှိစားမဲ့လူမရှိတကယ်ဒီဆိုပါတော့ မပေးဘူးခိုင်ပါဦးစားပါစားတော့လေးပါလေ စားနိုင်ပါတော့ဒီစီစီလုံးမျိုးဈေးရဈေးကြီးတယ်စားနိုင်ဘူး ကျမလည်းအဲ့အကြောင်းပြောနေတာကကုန်စည်လုံးနဲ့တက်ပြီလေကုန်စည်လုံးတက်တော့ကျမတို့လည်းလိုက်တက်ရတာပေါ့ ပြောနေပါနဲ့ကုန်စည်လုံးတွေရတယ်ကျဲကိုပြောတယ်ဟိတီရတော့စားနိုင်တော့ဘူး ကျက်ကိုကြည့်အခုလေးပိုင်းတော့တော်တော်ထောင်ပြီးပါဖြစ်နေပြီ စိတ်တွေလုံးညစ်ပါလေတမျိုးပြီးတမျိုးပဲဘယ်နေရာမှကိုစိတ်ချမ်းသာဘူး အဲ့ဒါကမိသားစုရေးစီးပွားရေးအခုနိုင်ငံရေးဆိုမှအခုပါလေရွေးကောက်ပွဲကိစ္စတော့ကြားမိနေတာ ဒီတော့သူတို့ချင်တာလုပ်နေရဘာမှမသိပါဘူးကိုယ်တွေမှာကိုစားဝင်နေမိသားစုရေးကြားပါရေးနဲ့အနိုင်နိုင်ပါတော့ ကျမတို့ပြောဆိုင်နေမှာအောင် ဟုတ်ပါပြောချင်ပါ ဟောဒါနဲ့ကျမဆိုင်နေရှိနေတာကောင်းပြီးတော့သုံးပါချင် ဟုတ်တယ်အဲ့ဒါပြောအောင်လေအကောင်ကြီးရတယ်တနာစရာတော့ဗါလေကိုတတိရစစ်စစ်ရနေတာဒီကညနာလေးမကောင်းပါဘူးမျိုးကြောင့်လည်းဘာမှမဖြစ်သူ့အိမ်ထဲဝင်သွားတယ်ဆွေရှိမျိုးရှိတယ်ဒီပါလား အဲ့ဒါတော့ကောင်းတဲ့ဒီလေးရှိနေတာ အဲ့တော့ဟာသူညီမတွေမှာရွေးပြီးနေရတယ်တနာပါရတော့သူ့လည်းစိတ်မကောင်းอ่ะ ဘယ်လိုလဲသူစားလို့လည်းလုံးစီနေအောက်ကြည့်လေကုန်စည်လုံးရတဲ့ငါတို့မနေ့ချိုးပန်းနေရတာသူရဲ့ကောင်းဆက်ဆိုတော့ အဲ့ဒါတော့ဒီမှာလေထောင်ရတဲ့ညီမအတွက်ထောင်စားဖို့အောင်မှာစာရောက်လာတယ်တနာပါနေမကောင်းဘူးလို့လည်းကြားတယ်ဇာတိမှုကတည်ရမလားအေးလိုက်ဝင်လိုက်ဆိုတယ် သူကဘာမှမလုပ်တော့ကိုဟာမိန်းကလေးလေးဖြစ်တော့ကြောင်ထောင်ပိုင်းနေအဲထောင်ဆောင်နေဟိုဖြစ်ရတည်ဒီကလက်တိတ်ကိုရတယ်မိန်းကလေးဆိုဘလုံးရုံမှုတွေတည်ရကြတယ်စီရီတွေညစ်ပါတော့မိသားစုစောင့်နေရရှိတည်ရကြမှာ 我来给你们这帮送礼啊！ ဘာကျိုးစတော့လို့ဖို့လည်းမမြင်ပါဘူးလူငယ်ဆိုတော့လေအမှုတွေတစ်ခုပြီးတစ်ခုတိုးနေတာအဲအမှုကလည်းနိုင်ရသေးတယ်ဘယ်ပါခေါ်လဲရှင်းစီကိုလာကြီးလို့ထင်တယ်ကြီးရပါလေကျုပ်လည်းပြောစရာဒီလူပဲရှိအောင်ပြည့်ရမှာအဲထောင်သားဆုံးထပ်ပြောအောင်ဘုန်းကြီးကဘာရှင်းကြီးလားလည်းကြီးလားပြီးအောင်တော့အဲ့ဒါလွတ်တာတဲ့ဗါတဲ့ကောင်းမလေးကိုလေအဝါမှာပြန်ပြီးတော့ဖမ်းသွားတယ်အယောင်ပြလို့တာအယောင်ပြ 我想不来包伊， ဒီမှာဘူးတပြည့်တခြားချနေပဲကိုလေဘာဆက်လို့ရမလဲကိုတီးတော့ကိုစီတော့တက်ဟာလေနေမကောင်းလည်းမဖြစ်ရဘူးတီးရလားစားဖို့တောက်ဖို့မရှိပါဘူးဆေးရကူဖို့ဆိုရင်ပိုးဆိုးပါလို့အဲ့တော့နေမကောင်းလည်းမဖြစ်ရဘူးကြက်ကြဲနေလည်းခုနေရတယ်ပြောင်းဝဲတော့ရေးဒီမှာချင်းလာပြီးတော့တက်ဝဲရအောင်ပါ 鱼在哪？ အိုးတနေ့လေးမျိုးပြောပဲဟိုကလေကောင်းလေးရဲ့ဟိုကလာခဲ့ဦးတော့ကျုပ်ဝဲရှိတာဒီ 哪边来的？就反正你哪边没喏？ အေးပြောင်းဝဲပဲနောက်ပါတယ်တော့တနေ့ပြပဲ 哦，没完没完啦！你看今晚的妈妈身体也气，啊，没关系。
လူတွေနိုင်ငံရေးဒါဆိုသူမတို့ပြည်ကြပါလား ဟောအကြီးဒီထိုင် ဘေဘီရောက်နေကြပြီလားလေ ခုနေရတာအဲ့ဒီဆိုင်ရတယ်မပြီးဘူးလေဒီကဒီနေ့ဟိုတော့ကြားရတဲ့လုပ်နေရတယ်ထိုင်ထိုင်ထိုင် ကျမကဘာဆိုင်နေပြီဟာဒီနေ့လေးကြောင့်မကောင်းပါဘူးတော့ ဘာပဲတော့ဒီဆိုတဲ့ဆိုမှာဒီလိုလေတော်ဘူးကြီးကြတယ် တော့ဖဲတော့ဒါလေး ကောင်းတော့ဘူးဒီဖက်ဆိုအဲ့ကြာဟောဝေးချီလေး အချိန်ကြီးကတော့လုံးဝဦးကောင်းစုပ်ပြတ်တက်နေတာဘာတစ်ခုမှအဆင်မပြေ ဆိုင် ဘူး ကနေဆိုပြေလား ဒါကလည်းအဆင်မပြေဘူး ကိုစင်းတို့ရတဲ့နိုင်ငံရေးရတယ်မကောင်းနိုင်ငံရေးဆိုမှဒီမိုကရေစီကလည်းရွေးကောက်ပွဲကပါကြတယ် ဒီတော့ဘယ်လိုလဲကိအောင်းပြီးတာလဲ အဲ့ပေးပါ ပြီးရအောင်အောင်းကြားနေပါ ဟောကိုကြီးကိုကြီးဘာလဲအပူလေးဖြစ်နေပြီမောင်ကြီးလိုတော့လည်းကျွန်တော်ကြပါလေအိမ်မှာမိသားစုရှိသေးလို့ပေါ့ ဟုတ်တယ်ကိုညီမလေးပဲချီရတော့ အဲ့ဒါပြောလားသူတို့ကြောင့်ဒီမောင်တို့ဒီရှော့ကိုစားတော့ အဲ့ဒါကိုပြောတာ ကျောင်းစရိတ်နဲ့အိမ်စရိတ် ရှင်ကညီမလေး ခုံမရရှိသေးရတော့ရဲ့ အဲ့ဒါကကျမလည်းအိမ်ပြင်ကြည့်ရသေးတယ်ဘာလို့လုပ်ပါလဲမသိတော့ ကိုဖေးရောဆိုင်ရချင် ဆိုင်ကဆွဲလို့ဦးဆိုပြီးတော့လူတော်မရောက်ဘူး ဟော အကြရဲမှာပေါ်တော့ဒီပြီးဘူးလို့မှအဆင်မပြေဘူးဖြစ် အုံနာရလည်းရှော့လား လျှော့ဘူးလို့မှအဆင်မပြေဘူး ဟာသူကပိုပြီးထက်ကောင်းဖို့ထက်ဘာမှမကြံတော့ဘူးဘာလို့ တော်တော်ဖြစ်နေ ဝိုင်းကောက်နေကြတာ မတွေ့ရကြဘူးလို့ ဒီကောက်တဲ့ခါနဲ့ကိုတော်နေရတယ်ဆို ဟုတ်ပါ တော့ဒီမေတက်ကကြီး လို့မှအဆင်မပြေဘူးကွာအကြရဲဖုန်းတော့ပြောက်သွားတယ်ကြားလိုက်ဟောတော့မှအဆင်မပြေဖြစ်အတိုးရီအောင်ပြီးတာဖြစ် ကြားရတယ်ပေါ့တကယ်ချလာရေးပါလေ ဒီချာလာတဲ့ကိစ္စကိုပေါ့ဘီဘီညီမလေးချင်းတော့ မိမိပါလေတော်လေးလူတို့ကောင်းပါလို့မဟုတ်ချင်ကြီးอ่ะဥွေလည်းထက်တူလူငယ်ဆိုတည်ရမှာလူတို့ချင်ကြဘူး ဒါလေးသူညီဆိုတဲ့ကြားတယ်ညီမလေးလည်းလွတ်လာတာဆိုပြီးတော့ညော်လိုက်ရတာပြောတော့ဖက် တူပါပဲဥွေလည်းထက်တူသွားတယ် ဒီနေစားတော့ချင်းလို့ရှိ ဆိုင်အောင်စောစောသိနေရတယ်လူလည်းမရှိဘူးလူလည်းမလာဘူးဒီမှာကိုကုံစင်းတို့လည်းတက်တော့ငါတို့လည်းနည်းနည်းမှဖက်တက်ရတာပေါ့စင်းတို့တက်တော့အဲ့ဒါလေးငါဝယ်ဆောင်လို့မရှိဘူးလေဟာ အေးဟာကိစ္စစနေလို့အားလုံးကတော့လူကြီးဆိုင်ရတယ် ဒီမှာကြည့်ပါခဲရတော့စင်ကြီးပြဘာတစ်ခုမှစင်မပြေ ဒီတော့ဘယ်တန်းလေးကြားကြပြီလား အေးယူတော့ပဲယူစစ်တပ်တည်ရကြတယ်လို့ယူကောက်ပဲလုပ်လိုက်သူတို့နိုင်နေရတယ်နိုင်ရစေတဲ့ပါတီရပြီဆိုရင်အာဏာသိမ်းခလာလီကိုကြီးစတဲ့ခေတ်မှာတည်တယ်အခုယူကောက်ပဲလို့လူကြတယ်ပဲဖြစ်တယ်ယူကောက်ပဲနိုင်ငံရေးအမှုတွေရပါတရားမှုမရှိ သူတို့ကတည်သူလှုပ်ချင်တာလုပ်ကြတယ် မေမျိုးလို့မေတော်ပြီးပါလေတော့ မင်းကတော့ပေးအောင်ခဲပေးလို့တောင်းပေးလို့ငါပြောတာချက်ွက်လို့ပြီးတာဘာလို့ပေးအောင်ပြီးအောင်ဘိုးတော်ကြီးပြီးတော့နေတယ်လို့ငါတော့အခုမှအာ ဆိုတော့မတော်တိထားတော့ဘယ်နေရာရောက်ဒီပါပဲရှိဒီပါပဲရှိဒီကောက်ဝင်ပြီးတော့တော့လေကဆက်ချတယ်ညီမလေးကလည်းတော့တော်လေးနိုင်မှပြန်တော့ ဟုတ်တယ်ပြီးတော့လည်းအချင်းတော့ပဲဆိုတော့ထပ်ပြောအောင်ပဲကြိုတတိကြတယ်ဆက်ရှိနေတဲ့အချက်တွေကိုဝေးပါမဲပေးဖို့လိုက်ပြီးစီးရုံးနေဆိုတာမဲပေးဆွေးနွေးဝေချကြည့်တော့လူတော့မှာလို့ ငါတို့ဒီဒါမှမဟုတ်ငါတို့တော့လူကမတွေ့တော့ဟာ
အေးအာနာရှင်ကတော့သူ့ရဲ့ယူကောက်ဝယ်မရှိနေကြအောင်လုပ်ပါအဲငါတို့ကတော့အာနာရှင်မပြတ်တော့ချင်းယူကောက်ဝယ်ပြီးတော်လည်းရတော့ဆက်ချတယ် ပြန်အောင်လာလမ်းထိပ်ကိုပေါ်တာဆွဲနေဟိုနေ့ရခေါ်လိုက်ခွဲလောက်နေတယ်မှာပေါ်တာဆွဲသွားဖိုက်ခဲ့ ဒီနေ့ဆောင်လာတဲ့ပုံပြင်ဆိုင်ရတော့ ဒီဆိုင် လို့ဆို ယူဆိုင်ကြအောင် ဒါလေးကိုပုံပြတတိထားမယ်အတိအကျ ကြအောင်ပါတော့လည်းယူဆိုင်ကြအောင်နော်ဘယ်လိုယူဆိုင်ကြည့်နေလို့လည်းဒါလေးစဉ်းစားတို့လည်းနားအေးလိုက်ပါတော့ ဒီရွေးကောက်ပွဲကတရားမျှတမယ်လုံးဝမထင်ပါဘူးဒီရွေးကောက်ပွဲရလက်နဲ့ဆိုရင်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်နိုင်မှာမဟုတ်ပါဘူး ရွေးကောက်ပွဲကိုစန့်ကျင်ရတဲ့အကြောင်းရင်းကတော့နိုင်ငံဒီကောင်မှာတရားဝင်မှုမရှိတဲ့အတွက်ကျွန်တော်တို့တွေကတော်လှန်နေရခြင်းပဲဖြစ်ပါတယ် ကျမတို့လိုအမျိုးသမီးတွေ LGBT နဲ့အခြားတိုင်းသားလူနည်းစုတွေကိုဆင့်ကဲဖိနှိပ်နေတဲ့အာဏာရှင်တွေတက်ဆိုးမရှိဖို့အတွက်ဒီရွေးကောက်ပွဲကိုဆန့်ကျင်နေဖို့ကလည်းအရေးကြီးတယ် အလှရှိလားဟုတ်လားပေါ့ဟုတ်ဒီမှာတော့ဟုတ်တယ်နော်ဟာဟုတ်တယ်တော်ဖောင်းရုံးကဆိုဟုတ်တယ်ဟုတ်တယ် နော်โอเคကြားမယ်တပွင့်နေနော်ပြီးရင်ကြော်ပြန်ခေါ်လိုက်အဲဒီမှာခဏဆောင်ရနော်တီယိုရှိလားဟုတ်တယ်နော်ဒီကနော်ပြီးညာလေးမှာလက်ဝိတ်နေတယ်နော်ပြန်ခေါ်လိုက်ညာလေးမှာထိုင်ဆောင်ရရတယ်နော်โอเคဒီကိုနာမည်ဒီပါလားမသိဘူး ကိုနာမည် ကိုတက် ဟုတ်တယ်ကြာနော် ဟုတ်တယ် ကိုခုနဖုံးဆက်တာကျွန်တော် ဟုတ်တယ် โอเคဟုတ်ဒီမှာကျွန်တော်နားမှာလက်ဝိတ်ထိုးရမယ်ပြီးရင်ပြန်ခေါ်လိုက်နော်ဆောက်ပါ ဒီမလေးရောက်တာကြာပြီလား ဟာဒီမှာရောက်တော့မကြသေးဘူးဒီနိုင်ငံရေးဒီမှာဆောက်ရောက်တာလေ အိုးအေးဟုတ်ပြီကိုရော အကိုလည်းနိုင်ငံရေးဖြစ်မှရောက်တာလေဒီလိုအခြေအနေနဲ့ရတယ်နိုင်ငံရေးရဖိနှိပ်မှုတွေကြောင့်ဒီဘက်ရောက်လာတာ အေးဘောညီမစနေကြော်ပြီလေ အိုးကြောင်းကြပြီပဲ ဟုတ်တယ်စက်ရုံမှာလောက်တာလေ ဘယ်ဆက်ယူလဲ ဟုတ်လေတော်ဖောင်းစက်ရုံလေတော်ဖောင်းတိလားအေးကြားဖို့မှာအဲ့မှာလောက်တာဒီမှာကြာပြီစနေကြော်ဆိုကြတည့်ရတဲ့ကြာတယ် ညီမတို့ကကြာဘူးဘက်မှာမလုံးကျုံလေညီမတို့ကကြာတိုင်းအတွက်ကလည်းဒီကာဝယ်ပေးမဲ့ဥပဒေကလည်းမရှိဘူးဒီနေ့ကျက်ပါအေးဘောညီမတို့ဘာလို့လုပ်ရမလဲပေါ့ အဆအရရအကုန်ကြက်တဲတာအကိုတို့ဆိုရင်လည်းတခါမှမလုပ်ဘူးလေအလုပ်တွေဒီမဲဆောက်ရောက်မှလာတယ်လောက်ကာလာပေါ်စမ်းဆိုတာဆိုတဲ့အလုပ်လေအလုပ်ကျန်းနေအဲ့ဒီလုပ်တွေလောက်ကာလာ ဒီမောက်ဒီတိုင်းပဲလောက်အောင်ပါလေဒီလား ဟုတ်ကဲ့ ညီမတို့အလုပ်မရှိဘူး အလုပ်လို့ရေအမတို့စက်ရုံခေါ်ရင်ညီမလေးကိုလှမ်းပြောလိုက်အမအဲ့မှာနည်းနည်းကြာရင်ဆိုတည်မလားညီမပိုက်လှမ်းပြောလိုက်မယ်နော်မကွန်တက်ယူထားတယ်နော်ကိုလေးရဲ့အလုပ်ရှိရင်လှမ်းပြောလိုက်မယ်ကွန်တက်ယူထားတယ်ဟုတ်
ဖုန်းနံပါတ် ဟုတ် ရပြီ ဒီမှာလမ်းဆက်ပေးမယ်နော်ခေါ်ထားဒီဖုန်းနံပါတ်တယ်ဟုတ်တွေ့ပြီဟုတ်လိုပါပဲဟုတ်လေဒီမှာဆယ်နှစ်ကျော်လို့မယ်ဘာမှမဆုံးဘူးစားဘူးတည်ရမလားဘာလို့ရတာလဲပြီးလောက်တာလည်းပြီးတစ်နှစ်တစ်ခါတသက်တော့ရသည်မနေ့ကတော့ပြောမယ်အပိုင်းဝေးစားဒီကဆိုလာပဲတသက်ဒီမှာရေးဒီမှာစားလိုက်တယ် အခုလည်းတောင်းတာ ကောင်းတာကောင်းတာ ဒီအခုဒီပွဲစားနဲ့လောက်တာကညီမအမှန်ပြောရင်တိတ်ပြီးတော့မယုံရဲဘူးပေါ့နော်ဒီဘက်မှာဆိုတော့ကိုတည့်ရလို့လည်းတိတ်မရှိဘူးလေဒီဘက်ကဟုတ်တယ် ဒီဝေးစားကိုစိတ်ချလို့ကြားရတယ်ကံကောင်းတာမနေ့ကတည်းကမပါသွားတာဒီလားကံကောင်းတာသူတို့ကံကောင်း အခုလိုလဲအဲ့လိုပါပဲကိုယ်တိုင်အလုပ်လုပ်ပြီးမရတဲ့ပတ်စံလေးတွေဒီလိုမျိုးဘတ်လုပ်ဘာလုပ်နေလဲကုန်လာပဲ ဟုတ်တယ်အထောက်အထားမရှိရလဲအလုပ်ကလုပ်မရပြန်ဘူး ဒီကြားလေရဲဖန်းခံပါလေကြောက်ရတယ်ထောက်ထားမရှိ ဒီမှာအလုပ်လုပ်ဖို့ဒီအထောက်အထားလေးအရင်လောက်ရလေးဟုတ်တယ်ဖမ်းတယ်ဆိုလို့ ဟုတ်တယ်ဖမ်းပါ အခုစဉ်းစားရတာဒီအခုရွေးကောက်ပွဲပြီးသွားရင် အေး ဒီမှာ ကြား အ တ ပြ ယ် န်ဖို့ဆုံးဖြတ်ထားတယ် ဟုတ်တော့ဘာလို့ပြန်မလို့ ကိုလည်းအခုတငယ်ချင်းတွေကလမ်းဖုံးဆက်တာပေါ့မပြည့်တငယ်ချင်းတွေကသူတို့ကလည်းမင်းပြန်လာရင်ပြန်လာတဲ့စေဆိုးရက905လေးကိုသူကရုပ်သိမ်းလိုက်တယ်ဆိုပြီးတော့မှအကိုတို့ပြန်လာတယ်ဆိုတော့အန်တယ်မရှိတော့ဘူးဆိုပြီးတော့မှလမ်းခေါ်နေတာ ချုံရမှာလားကိုရေပြည့်ပြန်ရင် ဟာခင်ဗျားတို့ကကိုယ်ကပြန်ဖို့စဉ်းစားနေကြတယ် ပြောပါဦး ဒီမှာနေရထိုင်ရတာနဲ့နည်းနည်းကြက်သေးနေတော့လေစီရဲ့စင်မပြေတော့ပြန်ရင်ကောင်းလားဆိုပြီးတော့စဉ်းစားနေတာပေါ့ ဒီရွေးကောက်ပွဲကသူ့ရောင်ဆိုတာလေကျွန်တော်အားလုံးသိရတယ်ကျွန်တော်လည်းသိတယ်ခင်ဗျားလည်းအဲ့တော့သိတာဘူးဒီသူ့ရောင်ရွေးကောက်ပွဲကိုခင်ဗျားဟိုဘက်ပြန်ပြီးတော့သွားမယ်ဆိုရင်ဒီလိုရွေးကောက်ပွဲဖြစ်တဲ့အတွက်သူ့ရောင်တရားမျှတမှုကိုနိုင်ရအောင်အဲ့တော့ကျွန်တော်ကတော့ပြန်နေခြင်းဘူးเนาะအဲ့ဒါစဉ်းစားဖို့တော့ကျွန်တော်ကြံပေးရင် ငွေချင်းတွေကလည်းခေါ်နေတဲ့အတွက်ကိုညီပြောတာလည်းလက်ခံပါလေတကယ်လိညာပြီးခေါ်နေတယ်ဆိုတာကိုလည်းသိပေမဲ့လည်းဒီမှာနေထိုင်ရတာကြက်သေးတော့လေအခုလိုလည်းမျိုးမျိုးဆိုတွေ လိုပဲလေအကုန်လုံးကဒီရောက်ငါဘယ်လိုလုပ်လဲတိုးထဲမှာကျွန်တော်လူငယ်တွေရောတိုင်းရင်းသားတွေသက်ပေးနေတယ်အများကြီးပဲအဲ့လိုတရားမျှတဖို့ကျွန်တော်ဘက်ကဒီကောက်ပွဲကျွန်တော်တော်လာဖို့ကမထောက်ခံခြင်းနဲ့ပဲကျွန်တော်ဒီဘက်ကတော်လာလို့ရမယ်အဲ့တော့ခင်ဗျားတို့စိတ်လေးရှိနေတယ်နော် ရမလေးကြာပြီ ကဲခေါ်နေနော်သွားလိုက်ကြအောင်လာဖောက်ပေါက်မဟုတ်ဘူးနော်ထောင်ချောက်အာနာယူစစ်မိတ်စာတွေလုံမဲ့ရွေးကောက်ပွဲမှာမပူးပေါင်းပဲပါဝင်ပေးကြ ဒီရွေးကောက်ပွဲကအစစ်မှန်ရွေးကောက်ပွဲမဟုတ်အတူရောင်ရွေးကောက်ပွဲ တူရောက်ရွေးကောက်ပွဲကလေဘာတွေပြောနေကြ ဒီရွေးကောက်ပွဲကလူငယ်တွေရဲ့အသက်နဲ့လောင်းကြည့်ထားတာနော်မမေးနဲ့ လူငယ်အသက်ပေးနေရတယ်လူငယ်တွေအိမ်ပြန်လာဗမာ ချီကန်လူရန်သားလိုက်လေရွေးကောက်ပွဲကနေဘာမှမမြောက်လဲနဲ့ဖတ်ပေါက်မဟုတ်ဘူးနော်ထောင်ချောက်ကြီး စစ်တပ်ကအလို့ကြရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြုတ်လုတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်2021အာဏာသိမ်းလိုက်တဲ့အချိန်ကလေးကဒီဥပဒေဟာပြည့်ပြတ်ပြီးသားဖြစ်တဲ့အတွက်ဒီဥပဒေအောက်ကနေပြုတ်လုမဲ့ရွေးကောက်ပွဲကလည်းတရားဝင်မှုလုံးဝမရှိပါဘူး ICC ICJ ကရာဇဝတ်ကောင်လို့သတ်မှတ်ထားတဲ့လူတွေစီမှာခံဝင်ထိုးမလို့လားကျမတို့ကအမှန်နဲ့လမ်းကိုရှောက်လာတာတရားမျှတမှုအတွက်အတင်းပြီးတော့အဆုံးထိရှောက်မှာအဆုံးထိကိုရှောက်ပါ ရွေးကောက်ပွဲပြီးသွား